အားလုံးပဲမင်္ဂလာဗျကျွန်တော်အခုရောက်ရှိနေရတော့အင်းချွန်းမြို့ရဲ့အနောက်ဘက်ရောင်ကျုံကျွန်းမှာရှိတဲ့ရောင်ကျုံတို့ဒူးလေကြီးလမ်းလေးကိုကျွန်တော်ရောက်ရှိနေရဖြစ်ပါတယ်ဒီလမ်းလေးရဆိုရင်အရန်လာပြီးတဘာတရားတွေပြင်းနေနေတဲ့လမ်းလေးဖြစ်ပါတယ်ပြီးတော့ဒီလမ်းလေးရဆိုရင်ပင်လယ်ရဲ့ကမ်းဘေးမှာရှိလို့မို့လို့အရန်ကိုမိုက်ပါတယ်တချို့တွေကဒီနေရာလေးကိုဂျဲဂျူကျွန်းနဲ့တက်မှတ်ပြီးတော့တင်စားခေါ်လေးရှိပါတယ်ဆိုလို့မို့လို့ဒီလမ်းလေးကိုကျွန်တော်တို့လက်ခဲဖို့တော့ကျွန်တော်အားလုံးဖိတ်ခေါ်ပါတယ်ဗျကျွန်တော်ဝမီတိုကျွန်းကနေပြီးတော့ရောင်ကျုံတို့ကျွန်းကိုတင်မောစစ်ပြီးသွားနေရဖြစ်ပါတယ်။ရောင်ကျုံတို့ကျွန်းမှာဆိုရင်ကိုရီးယားနိုင်ငံရဲ့အပြည်ပြည်ဆိုင်ရာလေဆိပ်ကြီးလည်းရှိပါတယ်။ပြီးတော့ဒီတင်မောပေါ်မှာကျွန်တော်အခုလိုမျိုးဇင်ုံလေးတွေကိုအစာတွေပါလေးကျွေးလို့ရပါတယ်။ဒီလမ်းလေးရဲ့နာမည်ကတော့ရေတန်းဖို့ဒူးလက်ကြီးလမ်းလို့အမည်ရပါတယ်။ဒီလမ်းလေးကိုလာရောက်လေပတ်ခြင်းနဲ့ဆိုရင်အင်းကျွန်းလေဆိပ်သွားတဲ့အဲလန်ရထားကိုစီးပြီးတော့ရောင်ကျုံရောမှာဆင်းပြီးဗတ်စီးသွားလို့ရောက်ပါတယ်။အော်မီတိုကျွန်းကနေလည်းကျွန်တော်တို့တင်မောစီးပြီးလာလို့ရပါတယ်။တင်မောကတော့ရောက်ကိုဝန်3500ပေးရပါတယ်။ရောင်ကျုံကျွန်းမှာဆိုရင်ပင်လယ်ကမ်းခြေနဲ့တခြားလက်ပတ်စီယာနေရာတွေအများကြီးရှိပါတယ်။ကျွန်တော်ကတော့ဒီရေတန်းဖို့ဒူးလက်ကြီးလမ်းလေးကိုလာရောက်လက်ပတ်ရခြင်းဖြစ်ပါတယ်။ဒီလမ်းလေးကဆိုရင်အရန်လှပါတယ်။ဒီလမ်းလေးပေါ်ရှောက်ရတဲ့ feeling ကတခြားဘယ်ရနဲ့မှမတူပါဘူး။ကျွန်တော်တို့ဒီမှာမြင်တွေ့ရတဲ့ view ကလည်းအရန်လှပါတယ်။ကျွန်တော်တို့ရောင်ကျုံပင်လယ်စိတ်ကမ်းကိုရောက်ပြီဆိုရင်လည်းအထက်ထဲမှာပင်လယ်စာငါးဈေးတန်းရှိလို့မလို့ဒီမှာပင်လယ်စာချမ်းတက်တူတွေပဲဒီနေရာကောင်းလေးဖြစ်စင်မှာတည်ကြပါတယ်Hello ကျွန်တော်အခုထက်ရောက်ရှိနေရတော့ဟာနူဂုံကောင်းကိုကျွန်တော်ရောက်နေတာပါဒီဟာနူဂုံကောထဲမှာဆိုရင်အင်းချွန်းအပြည်ပြည်ဆိုင်ရာလေဆိပ်ကြီးထဲမှာပြန်တန်းနေတဲ့လေယာဉ်တွေကိုကောင်းမြင်တွေ့ရပါတယ်ပြီးတော့ကျွန်တော်တို့ဒီလေယာဉ်တွေနဲ့ဓာတ်ပုံရိုက်လို့ကောင်းပါလေဒီအင်းချွန်းလေဆိပ်ထဲကိုဆင်းသွားတဲ့လေယာဉ်တွေအများကြီးရှိပါတယ်ကျွန်တော်3မိနစ်ကိုတစ်စင်းအဲ့လိုမျိုးပြန်တန်းနေကြတာပါဆိုတော့ဒီပန်းညံဖြစ်တဲ့အတွက်ဒီထက်မှာပန်းမင်းလေးတွေလည်းရှိပါတယ်အဓိကတော့ဒီမှာလာတဲ့ရွေချက်ကတော့ကျွန်တော်တို့ဒီနောက်ခံလေးကြီးနဲ့ကျွန်တော်တို့တပုံလာလေးတွေရိုက်လို့ရတယ်ဒီမျိုးနီးနာသွားလို့လာလို့လည်းကောင်းတဲ့နေရာတစ်ခုလိုလည်းပြောလို့ရပါတယ်ပန်းညံပြီးရင်ကျွန်တော်နောက်ထပ်ပိုးဘက်ကိုကျွန်တော်ထပ်သွားမှာပါအဲ့နေရာဘာလဲဆိုတာကိုကျွန်တော်နဲ့အတူတိုက်ကြည့်ဖို့အတွက်ကျွန်တော်အားလုံးဖိတ်ခေါ်ပါတယ်နောက်တစ်နေရာကိုကျွန်တော်ထပ်သွားပါတော့မယ်အခုမြင်တွေ့နေရတဲ့နေရာလေးကတော့ရောင်ကျုံကျွန်းနဲ့ကလေးရဲ့မူဝီဒိုကျွန်းမှာရှိတဲ့ဟာနာကဲဟေဆူရုပ်ချမ်းဖြစ်ပါတယ်ဒီပင်လယ်ကမ်းခြေဘေးမှာဆိုရင်ပင်လယ်ရေလမ်းလုံးတွေပေါ်မှာလမ်းလျှောက်နေတယ်လို့မျိုးခံစားရမယ့်တရားလေးရှိပါတယ်အဲတရားလေးကတော့အခုမြင်တွေ့နေရတဲ့ဝန်ဆန်ရဲ့ကီလိုအမီရတဲ့တရားလေးပဲဖြစ်ပါတယ်ကျွန်တော်တို့အင်းချွန်းလေစစ်ကနေဘတ်စီးပြီးလာလို့ရတယ်လို့ကျွန်တော်တို့တစီစီးပြီးလို့လည်းလာလို့ရပါတယ်တစီကတော့1000ခွဲလောက်ပဲပေးရပါတယ်ကျွန်တော်တို့အင်းချွန်းလေစစ်ကိုရောက်ပြီဆိုရင်ဒီနေရာကိုခြံထားခဲ့လို့မတင်ပါဘူးဘာဖြစ်လို့ဆိုရင်ဒီနေရာလေးကအရန်လာတဲ့နေရာလေးမလို့တစ်ခါတော့လာကြည့်ဖို့အတွက်ကျွန်တော်တိုက်တွန်းပါတယ်ဗျ